ပစ္စည်းကိုတိတ်ကိုရင်းနဲ့ပြန်ထွက်လာတယ်ဝင်တော့ရေတလောက်တော့မရှိသေးဘူး15မိနစ်လောက်ပဲကြာတယ်ရေပြန်ထွက်တာဒီလောက်ဖြစ်သွားတယ်အိုးဒါကတော့ပေါင်လောက်ရှိနေရောကဲဒါတော့ဘုံလေးခင်းထားတဲ့လမ်းဆိုတော့တိမ်တိတာရှိနာချက်ပြရှိနာကလောချောင်းတကယ်ချင်းပြင်ထွက်ဖို့ပြောတာလောဆယ်တော့မထွက်သေးဘူးတဲ့ဒီတက်လာရင်တော့ဘယ်လိုထွက်ကြအောင်လဲတော့မသိဘူးဒီကလောမိုးတအားကြီးပြီးမိုးစိန်ကလောဒီကျွန်တော်ရက်ွက်လေးရလူဖြစ်တတ်တယ်ဒီချောင်းဒီနဲ့တရားနဲ့ဒါနဲ့ယူကြရေးစီးလို့ကြည့်လိုက်ဒီကနေမှကျွန်တော်အဲ့စခန်းနာပဲဆင်းသွားတော့ဒါကြပါဟုတ်မှထွက်ကြပြီဒီတော့လက်ရှိချင်းတချို့တွေကတော့ထွက်ကြပြီဒီစီးလေးတိုင်ပြီးတော့သမိုင်းရမှာလည်းဒီနေ့မိုးမသိရင်မိုးဆက်ဒီဆက်တက်ဖို့ရှိတယ်ဒီလိုမှနိုင်ရတော့那个靠这个，那小呢，那猪我救过。哇！鸡蛋嘞，ဒီနေ့မှရက်ွက်တွေပေါ့။ချောင်းကြီးခက်တာတော့ပါတော့ဒီထွက်ပေါက်တွေကထားရတယ်နော်။ဒီတက်လာဒီလိုတက်လို့ရှိနေတယ်။ဒီထွက်ပေါက်တိုင်းနေပါတော့ပြုတ်တယ်။ဒါမျိုးဒီရန်စီးတဲ့နေရာပါဒါ